ရန်ကုန်မြို့သုဝဏဈေးနာ YBS 42ပေါ်မှာဓမြတိုက်ခံရသူတယောက်ရဲ့ဖြစ်စဉ်စာဆုံးသတိပြုစရာစူပါဂျာမီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခါမှဆိုလို့ရှိရင်တော့ရန်ကုန်တိုင်းဒေသကြီးသုဝဏဈေးနာမှာ YBS 42ရင်ပေါ်မှာပဲဓမြတိုက်ခံခဲ့ရတဲ့သူတို့ရဲ့ဖြစ်စဉ်အစာဆုံးကလူမှုကွန်ရက်ဆိုရှယ်မီဒီယာစာမျက်နှာထက်ပေါ်မှာလူပြောများနေတာဖြစ်ပြီးတော့အခုလိုမျိုးဖော်ပြရေးသားမှုတွေထဲမှာဆိုလို့ရှိရင်တော့ဒီနေ့ဖြစ်သွားတာပါအမည်မသိအမျိုးသား2ဦးကသုဝဏဈေးမီးပွိုင်နာကလိုင်းကား42ပေါ်တက်လာပြီးတော့ငွေညစ်ခံရသူအမျိုးသားကိုလက်ထိတ်ခတ်ခါကားပေါ်ကနေဆွဲချသွားခဲ့တာပါတက်စီကားပေါ်တင်ပြီးတော့ဖုန်းစစ်ကြောဖို့အိတ်စစ်ပါတယ်နိုင်ငံရေးလှုပ်လားစီဒီအမ်ဝန်ထမ်းရှိလားနဲ့ဘာမှမရှိလဲရှိအောင်လုပ်လို့ရတယ်နဲ့ပြောပြီးတော့လက်ထိတ်ခတ်ပြီးဓာတ်နဲ့ထောက်ခါကားပတ်မောင်းပြီးတော့မိသားစုထံဖုန်းဆက်အကြောင်းကြားခိုင်းခဲ့ပါတယ်တက်စီ3စီးပေါ်အထိပြောင်းစီးပြီးတော့ပတ်မောင်းနေတယ်လို့လည်းသိရပါတယ်အိမ်ကိုအကြောင်းကြားတော့ဆေးမိလို့ဖမ်းထားကြောင်းကိုလည်းပြောခိုင်းပါတယ်လာတွေ့တဲ့သူတွေကိုဘာတော်လဲမေးခဲ့ပါတယ်ငါတို့ကားတွေလူတွေပတ်ပတ်လေးရှိတယ်ကားနဲ့တိုက်လိုက်လို့ရတယ်ဓာတ်နဲ့ထောက်ပြီးတော့မျိုးစုံချင်းချောက်တော့ဘာမှပြန်မပြောနိုင်ပါဘူးငွေ9သိန်းရမှလူကိုလမ်းမပေါ်မှာကြောက်ခိုင်းရက်ခိုင်းပြီးတော့ပြန်လွတ်လိုက်ပါတယ်လို့လည်းကာယကံရှင်မဖော်ပြလာခဲ့တာလည်းဖြစ်ပါတယ်တာဂီတာကပီတဲ့လမ်းမပေါ်မှာလှုပ်ရဲတာနော်ဒီကနေ့နနက်7:00နာရီခန့်ကညီမတယောက်ဖုန်းဆက်ပါတယ်သူ့အမျိုးသားမူဝစ်စေဝါနဲ့ဖမ်းပြီးလို့တာဂီတာဝက်စုမှာလာညှိဖို့ခေါ်ပါတယ်တဲ့ဖုန်းကဖမ်းခံရတဲ့ကောင်လေးဖုန်းနဲ့ပဲဆက်တာပါလာတွေ့မယ်ပြောတော့တင်မောချင်းကိုလာပါတယ်နောက်တစ်ခါဖုန်းထက်ဆက်တော့တာဂီတာကပီတဲ့နားလာပါတယ်ကပီတဲ့နားရောက်တော့ဘယ်နှစ်ယောက်လာတာလဲအင်ကြီးဘာဝယ်ထားတာလဲပြန်မေးပြန်ပါတယ်အခုလိုမျိုးမင်းနေချင်းလူတစ်ဖက်ကတစ်ဖက်ကားလမ်းမဘက်ကနေကြည်နေတာကိုလည်းတွေ့ရပါတယ်အဲ့လိုမင်းနေကလေးကရဲမဟုတ်မှန်းသိပါတယ်ဒါပေမဲ့ကိုလူကသူ့လက်ထက်မှာဖြစ်နေတော့လူချင်းအတွေ့ခံလိုက်ပါတယ်လူချင်းတွေ့တော့10 သိန်းတောင်းပါတယ်စစ်မှုထမ်းထည့်ရမလားလဲမေးပါတယ်9 သိန်းနဲ့စစ်တော့ဘိုလီကိုဖုန်းဆက်လိုက်အောင်ပဲပြောပြီးခက်လန်းလန်းနာထထွက်သွားပြီးတော့ပြန်လာပါတယ်9 သိန်းပေးပါတယ်အမှုမဖွင့်ဖို့မနှဲပြောထားရပါတယ်တဲ့ပတ်စံရှာလာအိမ်ဝင်ပြောပြီးတော့ကိုဘက်ကလူတွေကိုလည်းအကြောင်းကြားလိုက်ပါတယ်ကိုလူခေါ်လာပြီးသူတို့ရောက်တာနဲ့တိုင်ဖို့ပြင်ဆင်ထားတာပါပတ်စံရပြီးခေါ်လာပြီးတော့လို့ပြောလိုက်တော့ချိန်ထားတဲ့နေရာကိုမလာတော့ဘူးလမ်းမကိုထွက်လာခိုင်းပါတယ်လူမပါလို့မေးတော့ဟိုဘက်ချမ်းမှာလွတ်ပေးမယ်တဲ့တယောက်တည်းလိုက်ခေါ်ပါလို့လည်းပြောပါတယ်ပတ်စံ3 သိန်းလို့သေးတယ်ပြောလို့ KB ဆိုင်ရှာမယ်ပြောရင်းနဲ့အချိန်ဆွဲနေတာ KB နံပါတ်တစ်ခုပေးပြီးတော့3 သိန်းလွှဲခိုင်းပါတယ်ငွေလေးရကောကိုလူကိုလမ်းမမှာကြောက်ခိုင်းရက်ခိုင်းပြီးတော့ဘယ်စကန်ကလည်းမေးတော့တယောက်ကကျုပ်တို့ကဖမ်းတာစကန်ပြောစရာလားတဲ့တယောက်ကမူးရစ်42တဲ့လက်ထိတ်ပြပါတယ်ကျုပ်လည်းရှိနေပဲရဲကအဲ့လုံးမလုပ်ဘူးလို့ပြောတော့လက်ထဲကငွေယူပြီးနောက်လက်မကြည့်ဘဲနဲ့ခက်တီတီပဲရွှေဖူးမြော်လန်းလေးကိုရှောက်သွားပါတယ်စသဖြင့်ထုတ်ဖော်လာခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုးရန်ကုန်မြို့လေကောင်မှာလူချင်းချင်းဓမြတိုက်ခါတက်စီရီနဲ့အုပ်စုဖွဲ့လှုပ်ရှားနေတာတွေကအများပြားရှိနေတာဖြစ်ပြီးတော့ဘယ်အဖွဲ့အစည်းကပါညာအဖွဲ့အစည်းကပါဆိုပြီးတော့ပုံမှားရိုက်ပြီးအခုလိုမျိုးလှုပ်ရှားနေကြတဲ့သူတွေလည်းအများပြားရှိနေတယ်လို့ဒီလိုမျိုးဖြစ်စဉ်တွေကလူမသိသူမသိဖြစ်စဉ်တွေလည်းမြောက်များစွာရှိနေကြောင်းကိုလည်းသိရှိရတာဖြစ်ပြီးတော့အခုဖြစ်စဉ်ဟာဆိုလို့ရှိရင်တော့ဖြစ်သတင်းပေးပို့မှုတွေအရဓာတ်ပုံဖိုင်တွေနဲ့တကွထွက်ရှိလာခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အွန်လိုင်းအသုံးပြုသူအများပြည်သူများရဲ့အကြားမှာအတော်လေးကိုပြောဆိုမှုတွေရှိနေတာဖြစ်ပြီးတော့ဒီဖြစ်စဉ်မှာပါဝင်ပြီးတော့လှုပ်ဆောင်ခဲ့တာကအမျိုးသား3 ဦးဖြစ်ကြောင်းနဲ့ငွေညစ်သူတွေဖြစ်ကြောင်းတချို့သောဖွဲ့စည်းတွေမှာမိန်းမ1 ယောက်ပါသေးကြောင်းကိုလည်းအမျိုးမျိုးဖုံကြုံတွေ့ခဲ့ရသူများအနေနဲ့အခုလိုမျိုးပဲရေးသားဖော်ပြမှုတွေရှိလို့နေတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့အခုလိုမျိုးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စူပါဂျောမီဒီယာပရိသတ်ကြီးတို့လည်းသွားသတိလာသတိနဲ့စင်ကျင်သတိထားနိုင်စေရန်အလို့ငါအခုသတင်းကြောင်းလေးကိုတင်ဆက်ဖော်ပြမျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရဲ့အတွေးမြင်ထင်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းကြောင်းတစ်ခုနဲ့တစ်ခုပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့ကြည့်ရှုအားပေးကြတဲ့တူတယောက်ချင်းတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ